တချို့ဆိုလို့ရှိရင်အမေတို့အဖေတို့ကဘာလို့မရှိတော့တကယ်လို့ရှိအောင်မယ်ဆိုလို့ရှိရင်အမေကိုပြုစုလှုပ်ကြွေးလို့ဖြစ်တဲ့ချမ်းသာအဖေကိုပြုစုလှုပ်ကြွေးလို့ဖြစ်တဲ့ချမ်းသာကိုဘယ်လိုမှမလုပ်အရာယူရမယ်ဒါဆင်းရဲတရားမဟုတ်ဘူးချမ်းသာတရားဟုတ်လားအမေကိုပြုစုလှုပ်ကြွေးခြင်းစိတ်အဖေကိုပြုစုလှုပ်ကြွေးခြင်းစိတ်ဒီနည်းအားဖြင့်ဒီချမ်းသာကိုရလိုစိတ်ဖြစ်ဖို့အတွက်အ ਨੇ ဆုံးမိဘတို့ရဲ့ကိုယ့်အပေါ်မှာထားရှိခဲ့တဲ့မေတ္တာတရားကိုယ့်အပေါ်မှာရှိနေတဲ့ကျေးဇူးတရားဒီနှစ်ချက်ကိုတွေးရရတယ်။ဘာနဲ့ဘာကိုတွေးရမှာလို့မေတ္တာနဲ့ကျေးဇူးဘုံဘုံတို့မမြင်ညာဆောင်လို့မရဘူးနော်မိဘတွေလောက်ကိုယ့်အပေါ်မှာဒီလူဘဝကြီးမှာဘယ်သူမှမချစ်ဘူးဟုတ်လားမိဘလောက်ကိုယ့်အပေါ်မှာဘယ်သူမှမေတ္တာမရှိဘူးကျန်တဲ့လူတွေရဲ့မေတ္တာဆိုတာကမျှော်မှန်းချက်တွေသူတို့ဖြစ်ချင်တာလေးတွေဖြစ်နေတဲ့အချိန်မှသာလျှင်ပေးကြတာသူတို့ရချင်တာမရတော့ဘူးသူတို့ဖြစ်ချင်တာမဖြစ်တော့ဘူးဆိုရင်သူတို့မေတ္တာကိုများသောအားဖြင့်လွယ်လွယ်ကူကူပဲရုပ်သိမ်းသွားကြတာတချို့ကြတော့လည်းမျှော်မှန်းချက်တွေနဲ့မေတ္တာထားကြတာဆိုတော့မျှော်မှန်းချက်မရတော့ဘူးတင်ရင်လည်းရုပ်သိမ်းသွားရောဟုတ်လားမိဘတို့ရဲ့မေတ္တာဆိုတော့အဲ့လိုမဟုတ်သူ့အတူကိုဒါကိုသားသမီးလေးဆိုတဲ့စိတ်နဲ့အလိုလျောက်မေတ္တာဓာတ်ကယူစိတ်ကြတယ်နော်တီတာရေစင်ဟုတ်လားတော်တယ်မှာနော်စီစင်းနေတယ်အလုံးအေးချမ်းတဲ့ကြည်လင်တဲ့ရေလေးလိုစိတ်နှလုံးကနေအလိုလျောက်မဖြစ်နေတာတော့သားသမီးတွေကိုချစ်နေတာဒီထဲမှာသားသမီးရှိတဲ့ပုံကိုယ်တွေမိဘတွေလည်းအများကြီးပါလိမ့်မယ်မိဘဖြစ်ပြီးဆိုရင်ဩငါမိဘငါ့ကိုချစ်ရှာမှာဆိုတဲ့အတွေးလေးတော့တွေးမိတဲ့နာပါနော်တချို့မိဘဖြစ်တာတောင်မိဘမြတ်တာနားမလည်သေးတဲ့လူရှိတယ်ကိုဝမ်းသာသားသမီးချစ်တာမိဘကတော့ငါ့ကိုအဲ့လောက်ချစ်မယ်မထင်ဘူးလို့ထင်တဲ့လူတွေလည်းယူယူမိုက်မိုက်ရှိတယ်ဟုတ်လားကျုပ်ရွာမှာတခါကြီးတယောက်ရှိတခါမှာတော့သူ့သားလေးကအသက်အစိတ်30လောက်နေမှာပေါ့အဲ့ဒါသူ့မြေးလေးကိုခြိထားတယ်သားကသူ့သားကိုခြိထားတယ်အဲ့ဒါနဲ့ဖေအေးကြီးကသူ့သားကိုမေးတာဟဲ့မင်းသားကိုမင်းတင်းချစ်တာလားကွာချစ်တာပေါ့ကွာဖေရတယ်ပြောငါလည်းမင်းကိုအဲ့လိုချစ်တာပဲကွာဆိုကျုပ်တော့ယုံပါဘူးဗျာလို့ပြောတယ်ဟုတ်လားနော်အဲ့တော့အဇာတတကမိခင်ရဲ့ဖခင်ရဲ့မြစ်တာကိုဘယ်ချိန်ကျမှသိတာတော့ဟင်သူ့သားလေးမွေးလာမှသိတာလေသူ့သားလေးမွေးလာပြီဆိုတဲ့သတင်းနဲ့သူ့အဖေကိုသူ့တက်လို့သေပြီဆိုတဲ့သတင်းကတခါတည်းတွဲရောက်လာတာဟုတ်လားအဲ့ဒီအချိန်မှာအနားမှာနေကြတဲ့မင်းချင်းတွေကသတင်းတစ်ခုကတပြိုင်တည်းရောက်လာတာဘယ်သတင်းကိုအရင်ပို့ရမလို့မင်္ဂလာမရှိတဲ့သတင်းနောက်မှသွားကွာမင်္ဂလာရှိတဲ့သတင်းအရင်လာဆိုပြီးတော့သားလေးမွေးတဲ့သတင်းကိုအရင်ပို့တော့ဒီမေတ္တာကအယိုးကိုဖောက်ပြီးတော့ရိုးရင်းချင်းစီတီတည်တယ်